ကမ္ဘာကျော်ပြိုင်ဖက်ကြီးနှစ်ဦးဖြစ်တဲ့မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့နောက်ဆုံးပွဲကြီးပွဲကောင်းကို2026ခုနှစ်ကမ္ဘာဖလားကွာတားဖိုင်နယ်မှာမြင်တွေ့ရဖို့65%ထိတေချာနေပြီဆိုရင်သိယုံကြည်နိုင်မလားဆယ်စုနှစ်နှစ်ခုစာအားပြိုင်ခဲ့ကြပေမဲ့သူတို့နှစ်ဦးဟာကမ္ဘာဖလားပြိုင်ပွဲမှာတော့တစ်ခါမှထိပ်တိုက်မတွေ့ခဲ့ဘူးပါဘူးဒါပေမဲ့အခုထွက်ပေါ်လာတဲ့2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်စရာအရာအာဂျင်တီးနားနဲ့ပေါ်တူဂီတို့ဟာအုပ်စုပထမတွေနဲ့သာအနိုင်ရလာခဲ့ရင်ဇူလိုင်လ17ရက်နေ့ကန်ဆတ်စီးတီးရဲ့ Arrowhead ကစားကွင်းမှာသမိုင်းဝင်ကွာတားဖိုင်နယ်အဖြစ်စုံတွေ့ကြဖို့ရှိနေပါတယ်ကျွမ်းကျင်သူတွေနဲ့ Opta လိုခန့်မှန်းရေး site တွေရဲ့အဆိုအရဒီစုံတွေ့မှုဟာ65%လောက်အထိဖြစ်နိုင်ခြေရှိနေပြီးလက်ရှိမှာဒီပွဲအတွက်လက်မှတ်ဈေးနှုန်းတွေဟာလည်း300%လောက်ထိတိုးတက်သွားခဲ့ပါပြီအသက်42နှစ်အရွယ်ရိုနယ်ဒိုအတွက်ဒါဟာနောက်ဆုံးကမ္ဘာဖလားဖြစ်တယ်လို့39နှစ်အရွယ်မက်ဆီအတွက်လည်းသူတို့ရဲ့ last stand အဖြစ်ဒီပွဲကသတ်မှတ်ခံထားရပါတယ်မက်ဆီရဲ့ဒုတိယမြောက်ကမ္ဘာဖလားအိမ်မက်လားဒါမှမဟုတ်ရိုနယ်ဒိုရဲ့တစ်ခုတည်းသောလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မယ့်အခွင့်အရေးလားဘောလုံးလောကရဲ့အကြီးကျယ်ဆုံးပြိုင်ဘက်နှစ်ဦးရဲ့ဇက်သိန်းကန်းကိုကြည့်ရှုဖို့တင်ရောအဆင်သင့်မယ်လားဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးအကြောင်းအရာတွေကိုနေ့တိုင်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ Edge of the Pitch Channel ကို Like and Follow လုပ်ထားပေးဖို့လည်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်